ဟိုတယ်တွေစားတောက်ဆိုင်တွေမှာကြံခဲ့တဲ့အသုံးပြုပြီးသားစီတွေဟာဘယ်ရောက်သွားလဲလို့တင်းတစ်ခါတလေတွေးမိပူပါသလားတချို့နိုင်ငံတွေမှာဒီစီအဟောင်းတွေကိုမစွန့်ပစ်ပဲပြန်လည်တန့်စင်ပြီးအသုံးပြုကြပါတယ်ဒါကိုဂါဒါစီလို့ခေါ်ပါတယ်ဒီစီတွေဟာစားတောက်ဆိုင်ကစားပြီးသားခွက်တွေကဖြစ်အမိုက်ပုံးတွေကညစ်ပတ်နေတဲ့အစီနစ်တွေကနေတဆင့်ဒါမှမဟုတ်မိဖို့ကြောင့်ထဲမှာတန့်ရှင်းမှုမရှိပဲကြံရစ်ခဲ့တဲ့စားကျွန်းစားကြံတွေကနေတဆင့်ပါလာတတ်ပါတယ်ဒီအလုပ်ကိုခိုးပြီးလုပ်ကင်နေကြတဲ့လုပ်ငန်းရှင်အချို့အတွက်တော့ဒီစီဟာရွှေထက်တောင်တန်ဖိုးရှိပါတယ်ပြန်လည်တန့်စင်တဲ့လုပ်ငန်းစဉ်ကတော့ထိတ်လန့်စရာကောင်းပါတယ်အလုပ်သမားတွေကဒီအနံ့ဆိုးထွက်နေတဲ့အသုံးပြုပြီးသားစီတွေကိုတထုပုံးတွေနဲ့ခတ်ယူပြီးအိုးကြီးတစ်လုံးထဲကိုလောင်းထည့်ပြီးအပူပေးကြပါတယ်အပူချိန်မြင့်လာတာနဲ့အမျှအစီလွာတွေကအိုးမျက်နှာပြင်ပေါ်လာကအလုပ်သမားတွေကစကားကြီးတွေနဲ့အညစ်အကြေးတွေကိုဂရုတစိုက်ချယူပြီးစီကိုအကြိမ်ကြိမ်တန့်စင်အောင်စေကြောအနေထိုင်အောင်လုပ်ရပါတယ်အနံ့အသက်ပြောက်အောင်လဲဓာတုအမှုန့်တွေပါထည့်သုံးကြပါသေးတယ်ဒီရှုပ်ထွေးလာတဲ့လုပ်ငန်းစဉ်အဆုံးမှာတော့မင်းနဲ့ပုတ်တိုးနေတဲ့စီဟာကြည်လင်ပြောင်လက်ပြီးရွှေရောင်တန်းနေတဲ့စီတင်းနဲ့မချပြောင်းလဲသွားပါတယ်နောက်ဆုံးမှာတော့ဒီပြန်လဲတန့်စင်ထားတဲ့စီကိုအညွန့်မပါတဲ့ပလတ်စတစ်ဘူးတွေထဲထည့်ပြီးဈေးနှိမ်ကစားတောက်ဆိုင်တွေလမ်းဘေးဈေးသည်တွေစီကိုရောင်းချလိုက်ပါတယ်ဒီစီတွေကနောက်ဆုံးမှာဈေးကွက်ထဲကိုပြန်ဝင်ရောက်လာပြီးလူတွေရဲ့စပွဲပေါ်ပြန်ရောက်ရှိသွားပါတယ်ဒီစီတွေဟာပြဿနာမရှိဘူးလို့ထင်ရပေမဲ့ကျန်းမာရေးအန္တရာယ်များစွာကိုဖုံးကွယ်ထားပါတယ်တင်ရောဒီလိုပြန်လဲတန့်စင်ထားတဲ့စီနဲ့ကြော်ထားတဲ့အစားအစာကိုစားနေတော့မယ်လား